အားလုံးပဲမင်္ဂလာပါဒုတိခါလေး YouTube channel လေးကနေခါလေးရဲ့အကိုတွေအမတွေဦးတော်တွေအားလုံးကိုနှုတ်ထဆက်ပြလဲကြိုဆိုလိုက်ပါတယ်ရှင်ခါလေးရဲ့ဗီဒီယိုလေးကိုဝင်ရောက်ကြည့်ရှုကြရတယ်ခါလေးရဲ့အကိုတွေအမတွေဦးတော်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျမခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေနေ့တိုင်းမှာလည်းမင်္ဂလာရှိတဲ့နေ့ကလေးတွေမင်္ဂလာရှိတဲ့ရက်ကလေးတွေကိုပိုင်ဆိုင်နိုင်ပါစေအသက်ရှူတိုင်းမှာလည်းဝင်ဝေတွေတိုးပါရရှိနိုင်ပါစေလို့ခါလေးဦးစာပထမဆုမကောင်းတောင်းပေးလိုက်ပါတယ်ရှင်ကဲခါလေးရဲ့ကိုယ်တွေမတွေအားလုံးပဲနော်ခါလေးဗီဒီယိုလေးကိုဝင်ရောက်ကြည့်ရှုပြီးဆိုရင်channel လေးကို subscribe မနေရသေး channel လေးကို subscribe လေးတွေနှိပ်ခတ်ပေးကြပါဦးเนาะ like လက်မလေးတွေလည်းတယောက်တစ်ချက်စီဝိုင်းပြီးနှိပ်ခတ်ပေးကြပါဦးเนาะမျိုးတွေအားလုံးပဲเนาะခိုင်လေးတို့မနက်ဖြန်ကเนาะ23ရက်နေ့အတွက်เนาะ23ရက်12လ2025เนาะအင်္ဂါနေ့မနက်12နာရီ10မိနစ်မှာဘယ်ပတ်တီလေးကိုအဓိကထားပြီးပက်ရမလဲဘယ်အော်ကွက်ကလေးကိုအဓိကထားပြီးတင်ထိုးရမယ်ဆိုတာကိုမသိသေးတဲ့ခိုင်လေးရဲ့ကိုတွေမတွေအားလုံးပဲခိုင်လေးရဲ့ဗီဒီယိုလေးကိုအစနဲ့အဆုံးကလေးကြည့်ကြမယ်เนาะခိုင်လေးရဲ့ကိုတွေမတွေအားလုံးပဲဗီဒီယိုလေးကလည်းအရင်လည်းမရှိပါဘူးเนาะချစ်တော်မျိုးတွေအားလုံးပဲเนาะခါလေးမျိုးတွေအားလုံးကကြည့်ရှုနေပြီဆိုရင် live လက်မလေးတွေတယောက်တစ်ချက်စီတော့ဝိုင်းဝန်းပြီးနှိပ်ခတ်ပေးကြပါဦးเนาะမျိုးတွေအားလုံးပဲเนาะတဦးမြင့်တဦးရအောင်အများရအောင်လို့လည်းเนาะ share မှု share ဖြည့် share ပေးကြပါဦးเนาะเนาะခါလေးတို့ကိုတွေမအားလုံးပဲเนาะမနက်ဖြန်က23ရက်12လ2025เนาะအင်္ဂါနေ့မနေ့12နာရီတမီးနေ့မှာပန်းမဲ့ပတိလေးတွေကိုခါလေးเนาะခေါ်ပေးမယ်เนาะကိုတွေမတွေအားလုံးပဲခါလေးကိုတွေမတွေဘက်ကကြိုက်တူလို့ရှိရင်ကစားထားမယ်เนาะကြိုက်နေတဲ့မှုရှင်ကစားထားမယ်ကိုတွေမတဲ့အလုံးပဲခံလေးပေးမှာတော့ပတ်တီးနှလုံးနဲ့เนาะပတ်တီးနှလုံးနဲ့เนาะကိုတွေမတဲ့အလုံးအခွေလေးပေးပါမယ်ပတ်တီးကြိုက်တဲ့ခါလေးကိုတွေမတဲ့အလုံးကပတ်တီးကိုပြီးတော့ကစားမယ်เนาะပတ်တီးကိုကစားမယ်ပတ်တီးကိုမကြိုက်နေတဲ့ခါလေးကိုတွေမတဲ့အလုံးကအခွေကိုကစားမယ်เนาะအကောင်လုံးမကစားခိုင်းဘူးเนาะခါလေးကိုတွေမတဲ့အလုံးပဲကိုကြိုက်နေတဲ့เนาะကိုကြိုက်နေတဲ့အော်ကွက်တေကနန်းတွေကိုเนาะကစားပါเนาะပတ်တီးကြိုက်ရင်တော့ပတ်တီးလို့ကစားပါเนาะမျိုးတွေအလုံးပဲပတ်တီးပတ်နိုင်တဲ့ခါလေးကိုတွေမတဲ့အလုံးကပတ်တီးကိုပတ်မယ်ပတ်တီးမပတ်နိုင်တော့ခါလေးပြတဲ့ဒီအော်ကွက်တွေပဲလိုက်ပြီးကစားထားမယ်နော်ကဲမိုင်းခါလေးတို့မနေ့ဘက်ကမှာပတ်မဲ့ပတ်တီးလေးဒီ2ပတ်တီး3ပတ်တီးပါနော်မျိုးတဲ့အလုံးက2ပတ်တီး3ပတ်တီးလေးပါ2ကြိုက်တဲ့ခါလေးကိုတွေမတဲ့အလုံးက2ကိုပတ်မယ်3ကြိုက်တဲ့ခါလေးကိုတွေမတဲ့အလုံးက3ကိုပတ်မယ်နော်2ပတ်တီး3ပတ်တီးလေးနော်2နဲ့ဆိုရင်အော်ကွက်တီး20 24 25 2ခွန်ပါနော်2နဲ့ဆိုအော်ကွက်တီး20 24 25 2ခွန်ပါ3နဲ့ဆိုရင်33လေး35 3ခွန်ပါเนาะ3နဲ့ဆိုအောက်ွက်ဒီ33လေး35 3ခွန်ပါเนาะကိုတွေမတဲ့အလုံးပဲအခွေကလေးဒီ9 3ခွန်1ပြီးပါအခွေကလေးเนาะမျိုးတွေအလုံးပဲ9 3ခွန်1ပြီးပါအခွေကလေးပါခိုင်လေးပေးတဲ့အခွေဒီအပူးလေးပါပါတယ်เนาะမျိုးတွေအလုံးပဲခိုင်လေးပေးတဲ့အခွေဒီအပူးလေးပါပါတယ်ခိုင်လေးရဲ့ကိုတွေမတဲ့အလုံးကအခွေလေးကိုကြိုက်အခွေလေးကိုပဲကစားမယ်เนาะအခွေလေးကိုမကြိုက်နေတဲ့လို့ရှိရင်ခိုင်လေးပေးတဲ့ဒီအောက်ွက်တွေပဲလိုက်ပြီးကစားထားမယ်เนาะပတ်သိန်းနှလုံးကိုအခွေလေးဒီ9 3ခွန်1အပြီးပါအခွေကလေးပါခိုင်လေးတို့အခွေကိုခွေမစင်တို့เนาะ50 5ခွန်5 1 3ခွန်3 1ခွန်1เนาะကိုတွေမတယ်အလုံးပဲခွေလေးကိုလည်းကိုတွေမတယ်ကြိုက်နေတဲ့မှုရှိလို့ကစားပြတာပါเนาะကိုเนาะကြိုက်နေတဲ့မှုရှိလို့ထပ်ပြတာပါเนาะစကားလေးတောင်မှကုန်ပြီကိုတွေမတယ်အလုံးပဲเนาะအခွေလေးကိုလည်းကြိုက်နေတဲ့လို့ကိုတွေမတယ်အလုံးကိုထပ်ထားပြတာပါเนาะတကွဲကောင်းလေးတွေနှစ်ကွဲကောင်းလေးတွေပြောဖို့ကြံသေးတယ်เนาะမျိုးတွေအားလုံးပဲတကွဲကောင်းလေးတွေနှစ်ကွဲကောင်းလေးတွေပြောဖို့ကြံသေးပါတယ်ကဲနင်းနဲ့ဆိုရင်ခိုင်လေးနောက်တစ်ခါပြောခေါ်ပေးမယ်เนาะနင်းနဲ့ဆိုရင်20နှစ်လေး25နှစ်ခွန်ပါเนาะ20ရက်နှစ်လေးရဲ့25ရက်နှစ်ခွန်ရပါ3နဲ့ဆိုရင်33လေး35 3ခွန်ပါเนาะ30ရက်3လေးရဲ့35ရက်3ခွန်ရပါเนาะနှစ်ကွဲကောင်းဒီနှစ်ခွန်နဲ့3ခွန်ဒီခိုင်လေးဒီညနေမှာကြိုက်ဆုံးနှစ်ကွဲကောင်းเนาะsorry မနက်ဖြန်ကအတွက်เนาะ2ခွန်းနဲ့3ခွန်းဒီခါလေးအကြိုက်ဆုံး2ကွက်ကောင်းမှာ2ကွက်ကောင်းလေးဒီ30ခွန်းဒီ2ကွက်ကောင်းလေးပါเนาะ30ခွန်းဒီ2ကွက်ကောင်းလေးပါเนาะမျိုးတွေအားလုံးပဲ30ခွန်းဒီ2ကွက်ကောင်း2ကွက်ကောင်းဒီ2ခွန်းနဲ့3ခွန်းဒီ2ကွက်ကောင်းလေးပါเนาะအခွေဒီ9 3ခွန်း1ပြီးပါအခွေကလေးပါเนาะမျိုးတွေအားလုံးပဲ9 3ခွန်း1ပြီးပါအခွေကလေးပါเนาะခလေးနောက်တစ်ခါပြန်ခေါ်ပေးမယ်เนาะခလေးတို့23ရက်12လ2025အင်္ဂါနေ့မနက်7:00နာရီတမီးနေ့မှာပတ်ရမဲ့ပတ်တီးဒီ2ပတ်တီး3ပတ်တီးလေးပါเนาะ2ပတ်တီး3ပတ်တီးနင်းနဲ့ဆိုအော့ကွက်ဒီ20နှစ်လေး25နှစ်ခွန်เนาะ20ရက်နှစ်လေးရက်25ရက်နှစ်ခွန်ရပါ3နဲ့ဆိုရင်33လေး35 3ခွန်เนาะနှစ်ကွက်ကောင်းသည်နှစ်ခွန်နဲ့3ခွန်ပါတစ်ကွက်ကောင်းလေးသည်30ခွန်ပါเนาะအခွေလေးသည်9 3ခွန်1ပြီးပေါက်ခွေကလေးเนาะ9 3ခွန်1ပြီးပေါက်ခွေကလေးပါကဲအဲ့ဒါဆိုရင်ခိုင်လေးရဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲရနာပြစီเนาะဝင်ရောက်ကြည့်ရှုကြတဲ့ခိုင်လေးရဲ့အကိုတွေအမားတွေဦးတော်ရအလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြမ်းမာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေနေ့တိုင်းမှာလည်းမင်္ဂလာရှိတဲ့နေ့ရက်တိုင်းလို့ကိုပိုင်ဆိုင်နိုင်ပါစေစီးပွားရေးလူမျိုးရေးကျမ်းမာရေးဆက်ဆက်ရရဆင်ပြေပါစေတဲ့ရှူတိုင်းမှာလည်းဝင်တွေတိုးပါရရှိနိုင်ပါစေလို့ခိုင်လေးစုမှုကောင်းတောင်းပေးလိုက်ပါတယ်ကဲအားလုံးပဲခွတ်လက်ပါနော်